အားလုံးပဲမင်္ဂလာပါဒီနေ့ GPT M5 ချောကိုင်း listening အပိုင်းဖြေဆိုရမယ့်ပုံစံလေးတွေကိုရှင်းပြပေးသွားမယ်ပြီးရင် listening ကိုဘာသာပြန်ရှင်းပြပေးသွားမယ်ပေါ့နော်ဆက်ဆက်ကတော့ပလဲပါ listening ဖြေဆိုဖို့အတွက်အချိန်မိနစ်30သူကပေးထားမယ်ကိုယ့်စီမှာအဖြေလွှာစာရွက်ရှိမယ်ပြီးရင်သူကမေးခွန်းစာအုပ်ကိုဝေမယ်ပေါ့အဲ့တော့အဲ့မေးခွန်းစာအုပ်ထဲကပုံနေစာတွေကိုကြည့်မယ်ဖွင့်ပြတဲ့ listening ကိုနားထောင်ပြီးတော့ကိုယ့်ရဲ့ answer paper ထဲမှာနံပါတ်တွေကိုခဲရန်လေးနဲ့အဝိုင်းလေးတွေခြေပေးရမယ့်ပုံစံဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ဒီအပိုင်းကပထမဦးဆုံးစာမျက်နှာမှာမြင်ရမယ့်အပိုင်းဖြစ်တယ်နော်။အဲ့ဒီအပိုင်းကိုဒီအတန်ဖိုင်မှာသူကစကားပြောနဲ့ပြောသွားမယ်ပေါ့နော်။အဲ့ဒါလေးကိုလည်းပြီးရင်ခဏနေနားထောင်မယ်။အခုဒီမှာသူဘာတွေပြောထားတယ်ဘယ်လိုတွေဖြေဆိုရမယ်ဘယ်လိုတွေလုပ်ရမယ်ဆိုတဲ့အချက်တွေကိုရှင်းပြပေးမယ်နော်။ဟုတ်ပြီအဲ့တော့ချောကိုင်းဖြေတော့မယ်ဆိုရင်ဒီအပိုင်းမှာကိုရီလုံးရမယ့်အပိုင်းကဒီအောက်ကအကွက်နှစ်ကွက်ကိုဖြည့်ပေးရမှာပေါ့နော်ဒီအပေါ်ဟာတွေကတော့ဘာတွေရေးထားလဲဆိုတာကိုပြီးရှင်းပြပေးမယ်နော်အဲ့တော့လောလောဆယ်မှာတို့ဒီမှာပေးထားတဲ့ Ju Can Bango ဆိုတာကကိုယ့်ရဲ့စာမေးပွဲခုံနံပါတ်ကိုရေးရမှာနော်ကိုယ့်ရဲ့ test voucher မှာပါတဲ့ခုံနံပါတ်ကိုဒီနေရာမှာကြည့်ကူအောင်မှာဖြစ်ပါတယ်ပြီးရင်ကိုယ့်ရဲ့ဒီနေရာမှာနာမည်ကိုအင်္ဂလိပ်လိုအပြည့်အစုံဒေချာရေးရမှာနော်ဒီ test voucher တွေကအတိုင်းပဲကြည့်ပြီးတော့ရေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာနံပါတ်1မှာသူကပြောထားတာကရှိခံကဟာဂျီမာရုမတဲ့ခုနောမွန်တိုင်းယောရှိကိုအားခဲတဲ့ခူတာဆိုင်နဲ့စာမေးပွဲစတဲ့အချိန်အထိတနည်းအားဖြင့်စာမေးပွဲမစခင်အထိကိုဒီမွန်တိုင်းယောရှိကိုမဖွင့်ပါနဲ့ဦးနဲ့ခုနောမွန်တိုင်းယောရှိကိုမို့တဲ့ခါရီဒုခို့တူဝါဒက်ခီမာဆက်မိခွန်းစာရွက်ကိုယူပြီးပြန်သွားလို့မရပါဘူးJu can Bango to nama eo shitano rani Ju can hyo to onaji yoni kaite kudasai အဲ့တော့ကိုယ့်ရဲ့နံပါတ်ခုံနံပါတ်နဲ့နာမည်ကိုတဲ့အောက်ကအကွက်ထဲမှာဒီဇယားကွက်ထဲမှာပေါ့နော်ဒီ Ju can hyo ဆိုတာက GLPD ဖြေဆိုရမယ့် test voucher ပေါ့နော်အဲ့ဒီ test voucher မှာပါတဲ့အတိုင်းကိုကရေးပါတဲ့နာမည်တွေပါတွေလုံးဝလွဲမှားလို့မရအောင်နော်この問題用紙は3部で14ページあります。အဲ့တော့ဒီချောကိုင်းစာအုပ်ကလေးကသူကစာမျက်နှာပေါင်း14မျက်နှာပါဝင်ပါတယ်။この問題用紙にメモを取ってもいいです။မိခွန်းစာရွက်မှာမှတ်စုတွေရေးတာမျိုးချစ်တာမျိုးရရနော်လုပ်လို့ရတယ်။အဲ့လိုကြီးသူကပြောလိုက်တယ်။အဲ့တော့ဒါကလည်းသူအတန်ဖိုင်မှာဖွင့်ပြသွားမယ်အပိုင်းပေါ့နော်။ဟုတ်ပြီအဲ့တော့ကိုရီးယားစပြီးတော့ဖြေမယ်ဆိုရင်ပထမအဆုံးတွေ့ရမှာကမွန်တိုင်းအီချီကိုတွေ့ရမယ်။အဲ့တော့မွန်တိုင်းကတော့အားလုံးပေါင်း၄ပုံရှိရနော်ပထမမွန်တိုင်းအီချီကဘာတွေလုပ်တယ်ဆိုတာကိုတပုတ်ချင်းစီမှာဆက်ဆက်အားရှင်းပြပေးသွားမယ်နော်အဲ့တော့ပထမဦးဆုံးသူကဒီမှာရှင်းပြထားတဲ့မွန်တိုင်းအီချီဆိုတာဘာလဲပေါ့မွန်တိုင်းအီချီတဲကဟာဂျီမဲနီရှိစွန်မုံခီတဲခူရာဆိုင်နံပါတ်1မေခွန်းမှာပထမဦးဆုံးမေခွန်းကိုနားထောင်ပေးပါအဲ့တော့အရင်ဆုံးသူကမေခွန်းစလာပြီးဆိုတာနဲ့အီချီဘန်ဆိုပြီးတော့သူကခေါ်လိုက်မယ်အဲ့ခါကျရင်သူကပထမဦးဆုံးမေခွန်းကိုအရင်မေးမယ်အဲ့မေခွန်းပြီးသွားတဲ့နောက်မှာဆိုတဲ့ခါကဟာနာရှိကိုခီးတဲ့မွန်နိုင်ယောရှိနိုအီချီကာရာယောနိုနာကခါရာအီချီဘန်အီမိုနိုကိုဟီတိုဆအေရန်တဲ့ခူရာဆိုင်လေအဲ့တော့ပြောရမယ်ဆိုရင်မေခွန်းလာပြီးတဲ့နောက်မှာစကားပြောလာမယ်ကောင်လေးနဲ့ကောင်မလေးနဲ့ကျောင်းသားလေးနဲ့ကျောင်းသူလေးနဲ့ဆရာကကျောင်းသားတွေကိုအစရှိရင်အဲ့လိုဇလန်းပမာလေးနဲ့သူကဒီ dialogue လေးတွေလာမယ်အဲ့ဒီစကားပြောဆုံးသွားပြီဆိုတာနဲ့သူကဘာပြန်လာမလဲဆိုတော့ခုနတော့အစတော့မေးတဲ့မေးခွန်းကိုတစ်ခေါက်ပြန်ပြီးတော့သူကမေးပေးမယ်အဲ့ခါကျတော့ကိုကပြန်စဉ်းစားပြီးတော့မှဒီမေးခွန်းစာအုပ်ထဲကနံပါတ်တွေကိုတစ်ကနေ၄ပုတ်ပေးထားတဲ့တရားမှန်ကန်တဲ့တစ်ခုကိုရွေးပြီးတော့ကိုယ့်ရဲ့အဖြေလွှာစာရွက်ထဲမှာချဲ့ပေးရမယ်နော်ကိုကနံပါတ်1မှန်နေဆိုရင်ကိုယ့်ရဲ့အဖြေလွှာစာရွက်ထဲကနံပါတ်1အလုံးလေးကိုသွားပြီးတော့ချဲ့ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာသူကနမူနာအနေနဲ့ rate ကိုသူကပေးထားတယ်ပေါ့နော်ဆက်ဆက်အားဒါကိုအတန်ဖိုင်လေးစပြီးတော့ဖွင့်ပြပေးမယ်ပြီးရင်အတန်ဖိုင်တွေကစကားပြောလေးတွေကိုပြန်ရှင်းပြပေးမယ်နော်အဲ့တော့ဒီဥစ္စာကိုတော့ဆက်ဆက်တို့ကဒါဖြည့်ဆိုနီးအနေနဲ့ဆိုရင်တော့ဒီ rate ကိုတို့ကဒါစတင်ကစားမှုလို့ရှင်းပြတာနော်နားလေအောင်နားထောင်တာတို့လေ့ကျင့်တဲ့သဘောဖြစ်ပါတယ်စာမွေးခန်းထဲမှာဆိုရင်တော့ဒီ rate အပိုင်းကိုတို့ကြော်လိုက်လို့ရတယ်သူက rate အပိုင်းကြီးဖတ်ပြနေတဲ့အချိန်မှာကိုကစာရွက်တွေလှန်လှောပြီးတော့အောက်မှာဘာပုံလေးတွေပေးထားတယ်ဘာစာသားလေးတွေရေးထားတယ်ဆိုတာကိုကိုကလိုက်ကြည့်ပြီးတော့လိုအပ်တဲ့အချက်တွေကို note စမှတ်လို့ရပါပြီเนาะဒီအပိုင်းကိုတို့ကြော်လိုက်လို့ရတယ်
အခုတော့တို့အတူတူနားထောင်ပြီးတော့နမူနာအနေနဲ့လေ့ကျင့်ကြည့်အောင်နော်日本語能力試験紹介5これからこの紹介試験を始めます。メモを取ってもいいです。問題用紙をください。問題用紙のページがないときは、手を挙げてください。問題がよく見えないときも、手を挙げてください。いつでもいいです。အဲ့တော့အခုပြောပြနေတဲ့အပိုင်းတွေကတော့ခုနကတော့ဆက်ဆက်ရှင်းပြသွားတဲ့အပိုင်းတွေလည်းပါတယ်နောက်တစ်ခုကကြတော့ဒီမေခွန်းစာရွက်ကိုနားမလည်တဲ့အပိုင်းတွေရှိတာခဲ့ရင်လက်ထောင်ပြီးတော့မေးလို့ရပါတယ်အခန်းဆောက်ဆရာမကိုမေးလို့ရပါတယ်ဆိုပြီးတော့ပြောပြပေးနေနော်問題1問題1でははじめに質問を聞いてください。これから話を聞いて、問題用紙の1から4の中から一番いいものを一つ選んでください。では、練習しましょう。クラスで先生が話しています。အဲ့တော့ class で先生が話していますတဲ့အဲ့ဒါမေခွန်းလေးစမေးဖို့အတွက်သူကအစချီလိုက်တာပေါ့နော်အခြေအနေကိုအရင်ပြောလိုက်တာအတန်းထဲမှာဆရာကစကားပြောနေပါလေ学生は今日どこを勉強しますか？အဲ့တော့ကျောင်းသားတွေကဒီနေ့ကျော်ဆိုပြီးပြောသွားတယ်နော်ဒီနေ့မှာဘယ်နေရာကိုဘယ်ဟာကိုပေါ့နော်ဘန်ကျော်ရှိမတ်ကစာလုပ်မှာလေအဲ့တော့ဒီမှာကတို့ကကြည့်လိုက်တဲ့အခါမှာစာအုပ်ကလေးကိုတွေ့တယ်ဝိုင်းထားတာကစာမျက်နှာ20နဲ့21နှစ်ခုကိုဝိုင်းထားတယ်နောက်ဒီဘက်နံပါတ်2မှာကျတော့စာမျက်နှာ21ကိုဝိုင်းထားတယ်နံပါတ်3မှာကျတော့ရှခုတိုင်းကစာမျက်နှာ21က1ကိုပဲဝိုင်းထားတယ်ရောမှာကြတော့2ကိုပဲဝိုင်းထားတယ်။ကဲဒါဆိုရင်တော့ဆက်စလို့ကဒီပုံကလေးကိုကြည့်လိုက်တာနဲ့ကိုသူ့ရဲ့မိကွန်းကဘာဖြစ်နိုင်လဲဆိုတာကိုနည်းနည်းခံမှန်းလို့ရပါပြီ။အဲ့တော့ရှုကူတိုင်းတွေဟာဘယ်ဟာလဲဆိုတာကိုတို့ကရွေးပေးရမှာဖြစ်ပါတယ်နော်။ဆရာပေးမဲ့အိမ်စာကဘယ်ဟာလဲပေါ့နော်။ဟုတ်ပြီအဲ့တော့ဆက်စလို့စနားထောင်နေအောင်သူ့ရဲ့မိကွန်းでは今日は20ページまで終わりましたからအဲ့တော့ဒီနေ့ကတော့တဲ့စာမျက်နှာ20ထိအိုဝါရီမတ်တာခါရပြီးသွားပြီဖြစ်တာမို့လို့တဲ့ဒါဆိုရင်စာမျက်နှာ20ထိပြီးသွားပြီဆိုတော့ဒီဘက်အချမ်းပြီးသွားပြီနော်21ページは宿題ですねအဲ့ဒါကြောင့်မလို့တဲ့21ページは宿題ですတဲ့စာမျက်နှာ21က宿題ですလို့ပြောပါနော်အိမ်စာဖြစ်ပါတယ်ဒါဆိုတော့ဇက်ဇက်တို့ကစာမျက်နှာ20ပါဝိုင်းထားတဲ့နံပါတ်1ကြီးကိုပယ်လို့ရတယ်အဲ့တော့ listening တွေဖြည့်တဲ့အခါမှာဒီဟာတွေအကုန်လုံးကိုခြုံအကုန်လုံးနားထောင်ပြီးတော့မှအဖြေကိုရွေးသွားမယ်ဆိုလို့ရှိရင်အဖြေကိုစစဉ်းစားမယ်ဆိုလို့ရှိရင်အခြေအနေကမမီပါဘူးเนาะတကယ်လို့အရန်ကျွမ်းနေဆိုရင်တော့ဖြစ်နိုင်ကြတော့ရှိပါတယ်ဒါပေမဲ့ဆက်စလို့ပထမဦးဆုံးအနေနဲ့เนาะကိုယ့်ပေါ့เนาะစိတ်မချသေးတဲ့အခြေအနေမျိုးဆိုရင်တော့အဲ့လိုမျိုးအကုန်နားထောင်ပြီးမှအဖြေမှန်ကိုရွေးတာထက်ဆိုင်ရင်နားထောင်သွားရင်းနဲ့မှအဖြေကိုစဉ်းစားသွားမယ်ပယ်စရာရှိတာပယ်သွားမယ်ပုံစံကစိတ်ချရဆုံးဖြစ်ပါအခုဆိုရင်ပထမတစ်ချောင်းပြောလိုက်တာနဲ့တင်ဆက်ဆက်တို့ကအဖြေမှန်ကိုရွေးတာထက်ပယ်လို့ရနေပါပြီဟုတ်နော်အခု तू ကဒီနေရာမှာစာမျက်နှာ21ကအိမ်စာဖြစ်ပါတယ်လို့ပြောလိုက်တဲ့အတွက်စာမျက်နှာ20ကိုတို့စပြီးတော့စာမျက်နှာ20ပါဝိုင်းထားတဲ့ပုံကလေးကိုပယ်လိုက်လို့ရတယ်အဲ့တော့နံပါတ်1ကမဖြစ်နိုင်တော့နော်အဲ့တော့နံပါတ်2ကိုတို့ဒါဖြစ်နိုင်ခြေရှိတယ်နံပါတ်3လည်းစာမျက်နှာ21ဆိုဖြစ်နိုင်ခြေရှိတယ်နံပါတ်4ကလည်းဖြစ်နိုင်ခြေရှိတယ်အဲ့တော့ဆက်နားထောင်ကြည့်ရအောင်全部ですか？いえအဲ့မှာကျောင်းသားဇမ်ဘူဒက်စကာတဲ့အားလုံးလားလို့မေးတဲ့အခါမှာဆရာမက EL လို့ပြောလိုက်တယ်ဒါဆိုရှင်တို့ကဒီနေရာမှာဘယ်ဟာလဲဆိုတာထပ်ကြည့်မယ်နော်21ページの1番ですအဲ့မှာ21ページの
ichi ban ဒါဆိုရပြောပါအဲ့နံပါတ်1ဖြစ်ပါတယ်ဆိုတော့ဒီသုံးပုံတွေကအဖြေမှန်ကနံပါတ်3ဖြစ်ပါတယ်ဒါကဆက်ဆက်ကကြိုပြီးတော့ရှင်းပြလိုက်တာနော်သူကလည်းအဖြေမှန်ကိုဥပမာအပုပ်ဖြစ်တဲ့အတွက်ဘယ်အဖြေပါဆိုတာကိုသူပြောပြလိုက်မယ်2番はクラスでします。ဆရာမဆက်ပြောတာက2番はクラスでしますတဲ့နံပါတ်2ကိုတော့အတန်းထဲမှာပဲလုပ်မယ်တဲ့学生は今日うちでどこを勉強しますか？一番いいものは3番です。回答用紙の問題1のところを見てください。ဟုတ်ပြီအဲ့တော့ तू ကမေးခွန်းလေးကိုနောက်တစ်ခေါက်ပြန်မေးသွားတယ်စကားပြောရဲ့အစုံပါနော်ပြန်မေးပြီးတော့မှအဖြေမှန်ကတော့တဲ့နံပါတ်3ဖြစ်ပါတယ်တဲ့အခုကိုယ့်ရဲ့အဖြေလွှာစာရွက်ကိုကြည့်လိုက်ပါတဲ့နံပါတ်1ကိုကြည့်လိုက်ပါတဲ့一番いいものは3番ですから。答えはこのように書きます。အဲ့တော့သူ့ရဲ့ဒီအဖြေလွှာစာရွက်ထဲမှာဥပမာအဖြေပေါ့နော်ဥပမာနံပါတ်ကလေးတွေပေးထားတယ်ဒီ red အပုတ်အတွက်ပေါ့နော်1 2 3 4ဆိုအဝိုင်းလေး၄လုံးပေးထားတယ်အဲ့ဒီထဲမှာအဖြေနံပါတ်3နေရာမှာသူကနမူနာခြေပြထားတယ်ပေါ့နော်အဲ့ဒါကိုသူကကြည့်ပြီးတော့အဲ့အတိုင်းလေးဖြေရမှာဖြစ်ပါတယ်ဆိုပြီးတော့ပြောပြနေရပါでは始めます。では始めますလို့ပြောနော်ကဲဒါဆိုရင်ဆက်စလို့စပြီးတော့ဖြေပါမယ်တဲ့သူကအဲ့လိုပြောတယ်အဲ့ဒါဆိုရင်တော့ဆက်စလို့စပြီးတော့ကြည့်လိုက်မယ်အဲ့တော့ ichi ban မှာပေးထားတာကခြေစွပ်ကလေးတွေပေးထားတယ်နော်ခြေစွပ်အရှည်2ခုရဲ့အတူ2ခုရဲ့အဲ့ဒီထဲမှာခြေစွပ်အရှည်နဲ့အတူနဲ့1နဲ့3နဲ့ကတစ်သီးပုံစံခြေစွပ်လေးပေးထားတယ်2နဲ့4နဲ့ကတလိမ့်ဆန်ပုံစံကြောင်လေးတွေခွေးလေးပုံစံနဲ့ပေးထားတယ်နော်ဟုတ်ပြီအဲ့လိုမျိုးအကြံပြင်းစာမျိုးပေါ်မှာအရင်ကြည့်လိုက်ပါရတဲ့အချိန်မှာပေါ့နော်ဒါဒါဆိုရင်ဆက်စလို့စပြီးနားထောင်လို့ရပြီ1番靴下の店で女の人と店の人が話しています。靴下の店でဒီခြေစွပ်ရောင်းတဲ့ဆိုင်မှာတဲ့店の人နဲ့女の人ကစကားပြောနေပါတယ်ဆိုင်ကအယောင်းဝင်တန်းနဲ့မျိုးသမီးတစ်ယောက်နဲ့စကားပြောနေပါတယ်ဒါသူ့ရဲ့အခြေအနေကိုအရင်ပြောလိုက်တာနော်အဲ့ဒါပြီးရင်သူကမေးခွန်းကတ်ရလာမယ်女の人はどの靴下を買いますか？အဲ့တော့အဓိကမေးခွန်းက女の人はどんな靴下を買いますかတဲ့မျိုးသမီးကဘယ်အမျိုးအစားခြေစွပ်ကိုဝယ်မလဲပေါ့子供の靴下ありますか？အဲ့မှာစကားပြောလေးစလာပြီနော်子供の靴下ありますかတဲ့ကလေးခြေစွပ်ရှိပါသလားတဲ့はい長いのですか短いのですかはいရှိပါတယ်長いのですか短いのですかတဲ့အရှည်လားအတူလားလို့မေးရနော်長いのです。အရှည်ပါတဲ့はいဟုတ်ကဲ့ပါတဲ့ဒါဆိုလို့ရှိရင်ဆက်စလို့ကစပြီးတော့ပယ်လိုက်လို့ရပြီနော်အဲ့တော့နံပါတ်3နဲ့နံပါတ်4ကခြေစွပ်အတူတွေကိုဖယ်လိုက်မယ်ဟုတ်ပြီကဲဒါဆိုရင်1နဲ့2ထဲမှာအဖြေရှိနေပြီနော်ဆက်ကြည့်အောင်果物の絵と動物の絵があります。果物の絵と動物の絵がありますအဲ့တော့တတိပုံနဲ့တိရစ္ဆာန်ပုံရှိပါတယ်どちらがいいですかအဲ့တော့ဘယ်ဟာကကောင်းမလဲဘယ်ဟာကကောင်းမလဲဆိုတာဘယ်ဟာကိုယူခြင်းလဲလို့ပြောတာနော်ですね。ဘယ်လိုပြောရမလဲ動物のをください。動物のをくださいတိရစ္ဆာန်ပုံပါတဲ့ဟာကိုပေးပါအဲ့ဒါမို့ဆက်လို့အဖြေများဒီမှာစပေါ်ပါပြီနံပါတ်2ဖြစ်ပါနော်အဲ့လိုစကားပြောလေးပြီးသွားလို့ရှင်တင်းဆိုပြီးတော့နောက်ထပ်တစ်ခေါက်မေးခွန်းကိုသူကပြန်မေးပေးတယ်နော်女の人はどの靴下を買いますか？အဲ့လိုမျိုးသူကမေးခွန်းမေးပြီးသွားရင်10စက္ကန့်စောင့်ပြီးပါတယ်နော်အဲ့ဒီ10စက္ကန့်အတွင်းမှာကိုကစဉ်းစားပြီးတော့အဖြေလွှာစာရဲ့ထဲကနံပါတ်လေးတွေမှာခြေမယ်ပေါ့ပြီးရင်နံပါတ်1ကိုသူဆက်ကြည့်ထားမယ်ဟုတ်ပြီဒီနောက်ထပ် verb တန်လေးကတော့ဖြေဆိုတဲ့အချိန်ပြီးသွားပါပြီနောက်တစ်ပုဒ်လာတော့မယ်ဆိုတဲ့အထိပဲနော်2番病院で女の人が話しています。女の人は1日に薬を飲みますか？
အဲ့တော့ဒီဆေးရုံမှာပေါ့နော်ဆရာဝန်နဲ့အမျိုးသမီးနဲ့စကားပြောနေပါတယ်တဲ့အမျိုးသမီးကတစ်နေ့ကိုဆေးဘယ်နှကြိမ်တောက်မလဲတဲ့この薬は朝と夜、ご飯を食べた後で飲んでください。အဲ့တော့ဒီဆေးလေးကိုတဲ့ဒီမနက်နဲ့ပေါ့နော်အစာတို့ရောရုမနက်နဲ့ညဂောဟန်အိုထားပဲတာအတူတဲ့နွန်တဲ့ခူရာဆိုင်ဆေးတောက်ပြီးတဲ့ sorry ထမင်းစားပြီးတဲ့နောက်မှာတောက်ပြီးပါတဲ့ဟုတ်နော်ဆေးကိုသူကပေးလိုက်ပြီအဲ့တော့မေကွန်းကကြတော့ဒီနေ့မှာတဲ့sorry မျိုးသမီးဟာတရက်ကိုတဲ့ဆေးဘယ်နှကြိမ်တောက်ရမလဲလို့မေးတာနော်အဲ့တော့ပေးလိုက်တဲ့လူကမနက်နဲ့ညလို့ပြောရတဲ့အတွက်ဒါတစ်နေ့ကို2ကြိမ်ဆိုတဲ့အထိပဲဖြစ်ပါတယ်အဲ့တော့ဆက်ဆက်တို့ကဒီနေရာမှာနံပါတ်2ကိုဒါအဖြေမှန်လို့တော့ယူလိုက်တာမဟုတ်ဘူးလောလောဆယ်ယာထားလို့ရပြီဆိုတဲ့အထိပဲနော်ဒါယာထားလို့ရပြီဆိုတော့နားလေးမှာကွာခဲတယ်လေးနဲ့အဲ့မှာအမှတ်သားလေးလုပ်ထားမယ်နော်2ကြိမ်ကိုထောက်ထားမယ်昼ご飯の後は昼は飲まないでください。ဟီရုနေ့လည်စာစားပြီးရင်ဟောဆိုတဲ့အထိပဲအဲ့ခါကျတော့ဟီရုကနူမနိုင်တဲ့ခူရာဆိုင်ပေါ့အဲ့တော့နေ့လည်ကတော့မတောက်ပါနဲ့ဆိုတဲ့အထိပဲအဲ့တော့နေ့လည်ကမတောက်နဲ့လို့ပြောတဲ့အတွက်ဒါ2ကြိမ်ဒီအထိကို2ကြိမ်ပဲရှိသေးတယ်ဆိုတဲ့အထိပဲဖြစ်နေနော်はい、4日間飲んでくださいね。わかりました。ဟိုက်အဲ့ခါကျတော့ဘာပြန်ပြောလိုက်လဲဆိုတော့ယောခခန့်နွန်တဲ့ခူရာဆိုင်နေတဲ့လောကခန့်ဆိုတာက4ရက်လောက်လို့ပြောတာနော်4ရက်လောက်တောက်ပေးပါဆိုတော့သူကတစ်နေ့ကို2ကြိမ်နဲ့4ရက်လောက်တောက်ပေးပါဆိုတဲ့အဓိပ္ပာယ်ဖြစ်နေအဲ့ဒါမှဒီပြောရမယ်ဆိုလို့ရှိရင်စာမိုးဝက်ဖြည့်ဆိုတဲ့သူတွေကိုဒါနည်းနည်း twist ရိုက်ထားတဲ့သဘောပေါ့နော်အသေးချာနားထောင်မယ်ဆိုရင်တော့တကယ်တော့2ကြိမ်ပဲတောက်ဘာဖြစ်လဲဆိုတော့မေးတဲ့မေးခွန်းကတစ်နေ့ကိုမှအချီနီချီကိုမှဘယ်နှကြိမ်တောက်လဲလို့ပဲမေးတာဖြစ်တဲ့အတွက်ဟုတ်ပါနော်အဲ့4ရက်တည်ပါတူကစဉ်းစားနေကြမလို့た、နားလဲပါပြီဝါကာရီမတ်တာမေးခွန်းပြန်လာမယ်女の人は1日に何回薬を飲みますか1日に何回薬を飲みますかနော်မေးခွန်းကတစ်နေ့ကိုဘယ်နှကြိမ်တောက်မလဲဆိုတဲ့ဒါကြောင့်လို့အဖြေမှန်ကနိဖြစ်ပါနော်ဒီအပုဒ်တော့အဲ့လိုမျိုးကိုကအဖြေမှန်ရသွားပြီဆိုရှင်နောက်ထပ်စမ်းပန်းကိုကိုကကြိုပြီးတော့ကြည့်ထားလို့ရတယ်နော်သူအချိန်ပေးထားတဲ့အချိန်မှာ3番、パートでの人と店の人が話しています。デパートで女の人と店の人が話していますကုန်တိုက်မှာဆိုင်ဝန်တန်းနဲ့အမျိုးသမီးနဲ့စကားပြောနေပါတယ်တဲ့店の人はどのカバンを取りますかအဲ့တော့ကောင်မလေးကဘယ်ခါပန်းကိုပေါ့နော်ယူมาလဲတဲ့အဲ့တော့8တီကဒီနေရာမှာနံပါတ်ထိုးထားတယ်1 2 3 4အဲ့တော့ဒီ၄ပုတ်ထဲမှာအဖြူက2အိတ်ရှိတယ်အနက်က2အိတ်ရှိတယ်အဲ့လိုပဲ2နဲ့3တွေကအိတ်အကြီး1နဲ့4ကအိတ်အသေးဒါဆိုရင်သူပြောသွားနိုင်တဲ့စကားတွေကဒါရှီရိုဤခါပန်းတို့ဒါခူရိုဤခါပန်းတို့အဲ့လိုမျိုးတွေပြောနိုင်တယ်နော်အကြီးအသေးအိုးခီးတို့ချီးဆိုင်တို့ဒါတွေပြောလာနိုင်တယ်နော်အဲကြိုပြီးတော့ဒါခံမှန်းထားလို့ရပါတယ်すみません。その上の黒いカバンを取ってください。အဲ့တော့ဆိုမိမဆန်တစ်စိတ်လောက်တဲ့အဲ့မှာ तू ကဥဝဲနော်ခူရိုဤခါပန်းဆိုတာကအပေါ်ကအနက်ရောင်အိတ်ကလေးကိုလို့ပြောတိုတဲခူရာဆိုင်ယူပေးပါလို့ပြောနော်အဲ့တော့အနက်ရောင်လို့ပြောလိုက်ပြီဖြစ်တဲ့အတွက်ခူရိုဤလို့ပြောလိုက်ပြီဖြစ်တဲ့အတွက်စပယ်လိုက်မယ်ဆိုတော့1နဲ့2ကိုဟုတ်ပြီနော်ဒါဆိုရင်3နဲ့4ထဲမှာအဖြေရှိနေပြီどちらですかဒိုချီရာဒက်စကာတဲ့ဆိုင်ဝန်တန်းကဘယ်တစ်ခုလဲတဲ့小さいのですかいいえ、โอคีโนเดสกาချီဆိုင်နော်ဒက်စကာပေါ့နော်အကြီးလားအသေးလားသူကဒီမှာချီဆိုင်နော်ဒက်စကာပဲမိလိုက်တာနော်အသေးလားဆိုတော့ကောင်မလေးအီရဲတဲ့အဲ့မှာနော်စပြီးတော့အီရဲလို့ပြောလိုက်ပြီဆိုတာနဲ့4ရလဲအိတ်အသေးရလဲတို့ပယ်လိုက်လို့ရပါပြီဒါဆိုအဖြေမှဒီမှာထွက်သွားပြီနော်ဆန်းいいえ、大きいのです。အဲ့တော့ကောင်မလေးကလည်းထပ်ပြောပြလိုက်ပါတယ်โอคีโนเดสအိတ်အကြီးပါတဲ့အဲ့တော့အဖြေကပို့သေးထားပါပြီနော်店の人はどのカバンを取りますかအဲ့တော့ဒီကျောင်းသူကောင်မလေးကဘယ်အိတ်ကိုဝယ်มาလဲဆိုတော့အဖြေမှန်3ကိုသွားပြီးတော့ခြေလို့ရပြီနော်
အဲ့ဆိုရင်သူပေးထားတဲ့အချိန်မှာကိုကနောက်ထပ်အချိန်ပိုနေတဲ့အတွက်ရုံးမန်းကိုသူဆက်ကြည့်မယ်အဲ့တော့ရုံးမန်းမှာခဲတဲ့ဒီခဲပြက်ဒီစာအုပ်တွေနိုင်လေးကိုပေးထားတယ်教室で先生が話しています。教室でဆိုတော့စာသင်ခန်းထဲမှာဆရာကစကားပြောနေပါတယ်学生は机の上に何を置きますか？学生は机の上に何を置きますかကျောင်းသားတွေကစပွဲအပေါ်မှာဘာကိုတင်ထားကြမလဲအဲ့တော့ဆရာကဘာကိုတင်ထားပါလို့ပြောမလဲပေါ့နော်နားထောင်အောင်今からテストをします。このテストでは辞書を使う問題がありますから。အဲ့တော့အခုစာမေးပွဲစပါမယ်ဒီစာမေးပွဲမှာက辞書を使う問題がありますから dictionary သုံးရမယ့်မေးခွန်းပါတာမို့လို့机の上に辞書を出してください。机の上に辞書を出してくださいစပွဲပေါ်မှာအဲ့ဒီ dictionary စာအုပ်အဘိဓမ္မာစာအုပ်ကိုထုတ်ထားပေးပါတဲ့အဲ့တော့ဒီသုံးပုံထဲမှာ dictionary စာအုပ်ပါတာကနံပါတ်3ကပါတဲ့အတွက်ဒါနံပါတ်3ကိုတို့စဉ်းစားလို့ရနော်ဒါဆိုရင်ဆက်တို့ကပယ်မဲ့ပုံစံနဲ့သွားမယ်ဆိုရင်နံပါတ်1မှာ G-shot ပါလားမပါဘူးနံပါတ်2မှာလည်းဒါကြီးက not တူကြီးနော်နံပါတ်4မှာလည်း G-shot မပါဘူးမပါတဲ့ကြောင့်မို့ဆက်တို့အဲ့ဒီမှာတဲ့ကကိုတကယ်စဉ်းစားတတ်မယ်ဆိုရင်အဖြေကထွက်နေပြီဟုတ်ပြီနော်အဖြေမှာ3ဆိုတာတိတာနေနော်အဲ့တော့ဆက်ပြီးတော့နားထောင်ကြည့်ရအောင်鉛筆と消しゴムも出してください。鉛筆と消しゴムを出してくださいခဲတယ်နဲ့ခဲပြက်ကိုလည်းထုတ်ထားပါ時計はカバンの中に入れてください。時計は壁の中に入れてくださいနိုင်ကိုတော့အိပ်ရဲ့အထဲမှာပဲထားပါဆိုတော့ကိုယ့်ရဲ့လွယ်ထဲမှာပဲထည့်ထားပါဆိုတဲ့ဒီ先生はどうしますか？ ノットはどうしますかလို့ပြောပါနော်နှုတ်စာအုပ်ကဘယ်လိုလုပ်ရမလဲノートもカバンの中に入れてください。ノットも壁の中に入れてくださいနှုတ်စာအုပ်ကိုလည်းအိတ်ထဲမှာပဲထည့်ထားပါဒါဆိုရင်နှုတ်စာအုပ်နဲ့နိုင်ဟာခုံပေါ်မှာတင်ထားမယ့်ပစ္စည်းမဟုတ်တော့ဘူးဒါကြောင့်မလို့အဖြေမှန်ကစမ်းဖြစ်ပါနော်学生は机の上に何を置きますか？မေကွန်းကိုသူပြန်ပြီးသွားနော်ဘာကိုတင်ထားမှလဲတဲ့အဲ့တော့အဖြေမှန်3ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကိုတို့ကြိုပြီးကြည့်ထားမယ်ဟုတ်ပြီနောက်တစ်ခုမှကျတော့ထမင်းစားနေတယ်ဒီမှာကြတာဟိုတယ်ခန်းပေါ့နော်သူ့ရဲ့အိတ်ကလေးဆွဲပြီးဝင်သွားတယ် TV ကြည့်နေတယ်ဈေးဝယ်နေတယ်5番バスの中で旅行会社の人が学生に話しています。バスの中でဘတ်စကားထဲမှာပေါ့နော်ဒီ旅行会社の人は学生に話していますဒီဘတ်စကားနဲ့ဒီဘတ်စကားထဲမှာ旅行の会社ဆိုတာကခရီးသွားတဲ့ကုမ္ပဏီကလူပေါ့နော်တနည်းအားဖြင့်တိုးဂိုက်တို့ဘာလို့ပြောချင်အဲ့တော့ចောင်းသားចောင်းသူတွေကိုသူကစကားပြောနေပါတယ်学生ははじめに何をしますか？အဲ့တော့ဟာဂျီမဲနီဆိုတာကပထမဦးဆုံးအရင်ဆုံးဆိုတဲ့အဓိပ္ပာယ်အဲ့တော့ចောင်းသားတွေကအရင်ဆုံးဘယ်ဟာကိုလုပ်ရမှာလဲပေါ့အဲ့တော့ထမင်းမဲစားရမှာလားဟိုတယ်ကိုပဲအိတ်ဆွဲပြီးဝင်သွားရမှာလား TV ကြည့်ရမှာလားဈေးဝယ်ရမှာလားပုံအကျဉ်းမြင့်တို့ကြည့်သွားပြီဆိုတော့နားထောင်ကြည့်ရအောင်皆さん、ホテルに着きました。皆さんホテルに着きましたဆိုတာကအားလုံးပဲဟိုတယ်ရောက်ပါပြီလို့ပြောတာနော်今から1階のレストランで晩ご飯を食べます。အခုချိန်ကစပြီးတော့ Ikaino restaurant でတစ်ထပ်မှာရှိတဲ့စားသောက်ဆိုင်မှာဘန်ကောဟန်ကိုထားပေးますညစာစားကြမယ်တဲ့晩ご飯は7時からです。ဘန်ကောဟန်は7時からですအဲ့တော့ထမင်းစားမယ့်အချိန်က9နာရီကနေစပါမယ်တဲ့今6時50分ですから今6時50分ですからအခုက6နာရီနဲ့မိနစ်50ဖြစ်တဲ့အတွက်တဲ့すぐに行ってください。すぐに行ってくださいချက်ချင်းသွားပါဆိုတဲ့အဲ့တော့ထမင်းစားရမယ့်နေရာက9နာရီစစားမှာဖြစ်တဲ့အတွက်အခုချိန်က6နာရီနဲ့မိနစ်50အဲ့ဒီကိုပဲချက်ချင်းသွားပေးပါတယ်အဲ့ဒီမှာစုငုနီဆိုတာလေးပါသွားတယ်နော်ဆိုတော့မေကွန်းကဒီကက်ဆဲတွေကအရင်ဆုံးဟာဂျီမဲနီပေါ့နော်
ပထမဦးဆုံးအရင်ဆုံးဘာကိုလုပ်ရမှာလဲဆိုတော့အဲ့လိုမျိုးမိခွန်းတွေလာပြီဆိုရင်ချက်ချင်းဆိုတဲ့အဓိပ္ပာယ်ပါတယ်ဒီစုမှုနီတို့မဆုတို့အဲ့လိုစကားမျိုးတွေကိုနားထောင်ရပါမယ်ဒီလိုစကားမျိုးနဲ့တွဲထားတဲ့အနောက်ကစာသားတွေဆက်ဆက်ရဲ့အဖြေမှန်ဖြစ်နေပါတယ်နော်အဲ့တော့ဒီနေရာမှာထမင်းစားမဲ့အခန်းကိုသွားပေးပါလို့ပြောတဲ့အတွက်ကြောင့်လို့ဒီမှာနေစပြီးတော့အဖြေကပေါ်သွားပါပြီနော်အီချိဖြစ်ပါတယ်皆さんの荷物はホテルの人が部屋に持っていきます。အဲ့တော့မိသားစုの荷物はအဲ့တော့အားလုံးရဲ့အထုပ်ပိုးတွေကိုကြတော့ဟိုတယ်ဝန်ထမ်းတွေကဟိုတယ်ကလူတွေကဟိုအခန်းထဲကိုတဲ့မိုတဲအီခီမယူဆောင်သွားပေးမှာဖြစ်ပါတယ်အဲ့တော့ကိုကယူသွားစရာမလိုတော့ကိုကထမင်းစားကန်းနဲ့တန်းသွားရုံပဲအဲ့တော့နံပါတ်1ကလည်းဒါဆိုတော့1ကတော့အဖြေရပြီပေါ့နော်ဒါမဲ့လည်းဒါရှင်းပြတဲ့သဘောပေါ့အဲ့တော့နံပါတ်2ကကိုရီယူသွားတဲ့ပုံလေးပြထားတဲ့အတွက်မှားတယ်နော်晩ご飯の後はテレビを見たり買い物をしたりしてください。အဲ့တော့ထမင်းစားပြီးသွားလို့ရှင် TV ကြည့်တာတို့ဈေးဝယ်တာတို့ကိုလုပ်ပါတဲ့学生ははじめに何をしますか？ရောခုဘန်းမှာကျတော့ဒီမှာသူကထမင်းစုပ်လုံးအေးဘူးမုံနဲ့အေးဘူးမုတ်ပေးထားနော်6番男の人と女の人が話しています。男の人は何を持っていきますか？အဲ့တော့ကောင်လေးနဲ့ကောင်မလေးစကားပြောနေပါတယ်ကောင်လေးကနာနီယိုမိုတဲအီခီမတ်ကဘာကိုယူသွားရမလဲပေါ့နော်来週の日曜日海へ行きますね来週の日曜日海に行きますねတဲ့ရှေ့အပတ်တနေ့ကလေးမှာပင်လယ်ကိုသွားကြမှာနော်တဲ့何を持って行きましょうかနာနီယိုမိုတဲအီခီမရှော့ကာတဲ့မရှော့ကာဆိုတာသူများကိုဘာကူညီပေးရမလဲဆိုတဲ့အခါမှာသုံးတာနော်အဲ့တော့ဘာယူသွားပေးရမလဲ私はおにぎりを持っていきます。အဲ့မှာကောင်မလေးကစပြောလိုက်တာကဝါတာရှီဝါဆိုပြီးပြောလိုက်နော်အိုနီဂီရီကိုမိုတဲခီမတ်တဲ့အိုနီဂီရီဆိုတာကဒီထမင်းစုပ်လုံးကိုပြောတဲ့အဓိပ္ပာယ်ပါဒါကြောင့်မလို့ဒီနံပါတ်1ဒီကောင်မလေးယူသွားမယ်ပစ္စည်းဖြစ်ပါတယ်ဆက်ဆက်တော့ကောင်လေးယူသွားမယ်အရာကိုဝိုင်းရမှာဒါကြောင့်မလို့အဖြေကနံပါတ်1ကမှားတယ်နော်နံပါတ်1ကိုစပြီးပယ်လိုက်လို့ရတယ်僕は飲み物とお菓子をお願いします。はい。ကောင်လေးကစဉ်းစားနေရနော်ဘိုကူဝါဆိုပြီးကျွန်တော်ကတော့ဆိုပြီးသူစဉ်းစားနေတဲ့အချိန်မှာပဲကောင်မလေးကကြားဖြတ်ပြီးပြောလိုက်တယ်။နိုမီမိုနိုတိုဝခါရှိအိုနေကိုင်းရှိမဆိုပြီးကောင်မလေးကပြောလိုက်တယ်။အေးနဲ့မုတ်ကိုတောင်းဆိုခြင်းပါတယ်ဆိုတော့ကောင်လေးကလည်းဟိုက်ဆိုပြီးတော့မှသူကသဘောတူလိုက်တယ်ပေါ့နော်။အဲ့ဒီထီကိုစံစလို့အဖေက3ဖြစ်နေပြီ။နော်ဒီမှာ3ဖြစ်နေပြီ။အဲ့တော့ဆက်နာထောင်ကြည့်မယ်飲み物とお菓子ですね。အဲ့တော့ကောင်လေးကပြန်တီးပြလိုက်တာနော်နိုမီမိုနိုတိုအိုခါရှိですねအေးနဲ့မုံနော်တဲ့飲み物は重いですね。အဲ့မှာကောင်မလေးအတန်တစ်မျိုးဖြစ်သွားနိုမီမိုနိုဝါအိုမိုီですねဆိုအဲ့ဆိုကိုကအဖြေမှန်ကိုသွားမချင်နေအောင်သူ့ရဲ့အတန်တစ်မျိုးဖြစ်နေပြီဒီမှာနော်အဲ့ကြောင့်လို့ပြန်စဉ်းစားအောင်မလို့အဲ့တော့အေးကတဲ့အိုမိုီですねလေးတယ်နော်တဲ့海に着いてから買いましょう。အိုမီနီဆွေးတဲခါရာခိုင်းမလျှော်တယ်ဆွေးတဲခါရာဆိုတာစခုကနေပြီးတော့ပြောင်းထားတာအဲ့တော့ပင်လယ်ကိုရောက်မှာပဲခိုင်းမလျှော်ဝယ်ကြရအောင်လေအေးဘူးကလေးတဲ့အတွက်ပင်လယ်ရောက်မှာပဲကမ်းခြေရောက်မှာပဲဝယ်တောက်မယ်ဆိုတဲ့အိဗယ်ဖြစ်သွားတဲ့အတွက်စမ်းပန်းမဟုတ်တော့ဘူးစကားလို့ဖြေရနော်အဲ့တော့နိုမီမိုနိုကနံပါတ်1မှာဆိုရင်နိုမီမိုနိုပဲပေးထားတာကြီးဖြစ်နေရောပိုတော့မှတော့မဖြစ်နိုင်ဘူးနော်ဒါကြောင့်လို့အဖြေမှန်ကတော့ဒါအိုခါရှိပဲသူပယ်သွားတော့မယ်ဆိုတဲ့အိဗယ်ဖြစ်ပါတယ်そうですね。ကောင်လေးကလည်းလက်ခံလိုက်တယ်နော်ဟုတ်တာပဲဆိုပြီးတော့男の人は持っていきますか？男の人は何を持っていきますかတဲ့မြေခွန်းပြန်မေးပြလိုက်တယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ပုံကိုလုပ်ကြည့်ရအောင်နာနာဘန်းမှာကသူက1番3番5番7番ဆိုတော့နံပါတ်တွေပေးထားနော်7番バス停で人とバス会社の人が話しています。အဲ့တော့ဘာစုတဲဆိုတာကကျတော့ဘတ်စကားမှတ်တိုင်မှာတဲ့ဒီဘတ်စကားဝန်ထမ်းနဲ့ဒီမျိုးသမီးနဲ့စကားပြောနေပါတယ်တဲ့女の人は
何番のバスに乗りますか？ အဲ့တော့ကောင်မလေးကနံပါတ်のバスに乗りますかနံပါတ်ဘယ်လောက်ကားကိုစီးမှာလဲ すみません。1番のバスは緑駅に行きますか？ အဲ့မှာကောင်မလေးကစမီမဆန်တစ်စိတ်လောက်တဲ့一番のバスは緑駅に行きますかတဲ့နံပါတ်1ဘတ်စကားက緑ဘူတာကိုသွားသလားတဲ့ いいえ、緑駅に、 အဲ့မှာဝန်ထမ်းက E ရဲလို့ဖြေလိုက်ပြီဆိုကြတဲ့နံပါတ်1ဘတ်စကားဒါနံပါတ်1ဆိုတာကဘတ်စကားရဲ့နံပါတ်တွေဖြစ်တယ်နော်ဒါတွေကဒါဆိုနံပါတ်1ကိုစပြီးတော့ပယ်လိုက်လို့ရတယ်နော်အဲ့တော့緑駅ကတော့တဲ့ 行くバスは3番と5番と7番ですよ。 အော်ဟုတ်ပြီ緑駅ကိုသွားမဲ့နံပါတ်တွေကတော့အကုန်လုံးဖြစ်နေတယ်နော်ဒီအပုတ်သုံးပုတ်စလုံးဖြစ်နေတယ်အဲ့တော့ဆက်ပြီးနားထောင်ကြည့်ရအောင် そうですか。 ဟုတ်လား あ、でも、 ဒါပေမဲ့ 今日は日曜日ですから、 ဒါပေမဲ့ဒီနေ့ကတော့တဲ့တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့် のバスはありません。そうですか。そ ဂေါ်ဘန်のバスはအဲ့တော့ဒီနံပါတ်5ကမရှိပါဘူးတဲ့ れから3番は朝と夕方のバスですから、 နောက်တစ်ချက်ကကြတော့တဲ့နံပါတ်3ဘတ်စကားကလည်းအာဆာတိုယူနာတာမနက်နဲ့ညနေပိုင်းဘတ်စကားဖြစ်တာမို့လို့ 今の時間は7番ですね。 အခုအချိန်မှာလာမဲ့ကားကတော့နံပါတ်9ပါပဲဆိုပြီးပြောရတဲ့အတွက်အဖြေမှန်ကယွန်းဖြစ်ပါတယ်နော် わかりました。 နောက်လိုက်ပါပြီ ありがとうございます。女の人は何のバスに乗りますか？ အဲ့တော့ကောင်မလေးကနံပါတ်4ဘတ်စကားကိုစီးပါနော်အဲ့တော့မွန်တိုင်း ET မှာဆိုရင်အပုတ်9ပုတ်ပေးထားပါတယ်နော်အဲ့တော့ဒီတစ်ပုတ်မှာ4ပုတ်စီတို့ကပေးထားမယ်အဲ့ဒီမှာမှမှန်ကန်တဲ့နံပါတ်ကိုရွေးပြီးတော့ချယ်ပေးရမယ်နော်